Messenger မှာလာမေးတဲ့ brother တွေရှိလို့ tools ကိုဘယ်လိုသုံးလဲရှင်းပြပေးမယ်ဗျ oneclickrecap.xyz ကိုသွားမယ်ခုဆိုရင် login screen ကိုမြင်ရပြီဒီမှာထည့်ရမယ့် email နဲ့ password ကိုကျွန်တော်တို့ကပေးပါမယ်ခု dashboard ကိုရောက်ပြီဆိုလို့ရှိရင်အဲ့မှာတွေ့နေရတဲ့ one click generate voice over ဆိုတာကိုနှိပ်လိုက်မယ် Okay video upload တင်ပါဆိုတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ app API ရှိမယ် own API ရှိမယ် app API ကကျွန်တော်တို့ရဲ့ဒီ API သုံးပြီးတော့လုပ်တာပေါ့နော် own API နဲ့ဆိုလို့ရှိရင်လည်း brother တို့ရဲ့ Gemini API key ကိုသုံးလို့ရတယ် video upload တင်ပြီးဆိုလို့ရှိရင်အောက်မှာ settings တွေအများကြီးရှိတယ်အဲ့ဒီမှာယောက်ျားအတန်မိန်းမအတန်ရွေးလို့ရတယ်ပြီးရင် emotion တွေရွေးလို့ရတယ်ကျွန်တော်ကတော့ dramatic ကိုရွေးပြီးတော့ generate လုပ်လိုက်မယ်ဗျအခုဆိုရင် voice over ထုတ်တဲ့ process စပြီဒီမှာဆိုရင်တွေ့ရတဲ့အတိုင်းပဲဘယ်အဆင့်ကိုရောက်နေပြီဘယ်လိုမျိုး processing တွေလုပ်နေပြီဘယ်လိုဆောင်ရွက်နေပြီဆိုတာတွေကိုအကုန်လုံးမြင်နေရအောင်လို့တေချာပြထားပြီးတယ်အခုဆိုရင်တွေ့ရတဲ့အတိုင်းပဲ movie recap တင်ပြီးတာနဲ့ generate ခလုံးနှိပ်လိုက်တာနဲ့သူကနေသူဂျားထဲမှာ auto processing တွေကို advanced AI ကလုပ်ပြီးသွားတာဖြစ်ပါတယ်အခု voice over ထုတ်တာလည်းပြီးသွားပြီဆိုတော့ကျွန်တော်တို့စမ်းနားထောင်ကြည့်အောင် ကျောင်းကကောင်မလေးတယောက်ကကျောင်းရဲ့နာမည်ကြီးကောင်လေးရဲ့အာယုံစိုက်မှုကိုရဖို့အတွက်တမင်တကာပဲကျောင်းနံရံပေါ်ကိုတက်သွားပါတယ်ဒါပေမဲ့သူမနံရံပေါ်ရောက်တဲ့အချိန်မှာပဲကြားတဲ့အတိုင်းပဲဗျာ quality ကတော့ပြောစရာမရှိအောင်ကောင်းတယ်ပြီးတော့အောက်မှာဆိုရင် English transcript တွေလည်းမြင်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ translate လုပ်ထားတဲ့ဒီမြန်မာစာပေါ့မြန်မာ transcript ကိုလည်းကြည့်လို့ရမယ်ဗျာဒီ metadata ဆိုတဲ့နေရာမှာကျတော့ voice over ဘယ်နှစ်စက္ကန့်ကြာတယ်ဘယ် voice ကိုသုံးတယ် API mode ကဘယ်ဟာပါဆိုတာတွေအကုန်လုံးကြည့်လို့ရအောင်ပြထားပေးပါတယ်ပြီးလို့ရှိရင်တော့အားလုံးပြီးပြီဆိုရင် download ဆွဲလိုက်ရင်ရပါပြီနောက်ကြရင်ဗီဒီယိုတွေအတန်ဖိုင်တွေအကုန်လုံးကိုကိုယ်တိုင် edit စရာမလိုဘဲနဲ့ AI က auto လုပ်ပေးတဲ့စနစ်တွေ copyright မထိအောင်လို့ AI က auto ကြော်ပေးတဲ့စနစ်တွေပါလာမယ်ဗျအားလုံးပဲ stay tuned